ခုနေ့က implant motor လေးအကြောင်းတင်ပေးထားလိုက်တဲ့အခါမှာအသေးစိတ်သိချင်တဲ့ဆရာမတွေများတဲ့အတွက်ဒီဗီဒီယိုလေးကနေတစ်ဆင့်ရှင်းပြပေးလိုက်ပါမယ်ရှင်ဒီ micro နဲ့ implant motor လေးဟာဆိုရင် stable thought control နဲ့တိကျသော speed ကိုပေးစွမ်းနိုင်တာကြောင့်ဆရာတို့ရဲ့ implant placement procedure တွေအတွက်ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ်ရှင်ရွေးချယ်စရာ program 6 မျိုးပါဝင်ပြီး memory ကိုလည်း6ခုအထိ save ထားလို့ရတာကြောင့် daily workflow ကိုလွယ်ကူစေပါတယ်တော့နဲ့ speed ကိုလည်းလိုအပ်တယ်လို့ပြန်ချိန်ကြီးလို့ရပါတယ် reversible food control system ပါဝင်တာကြောင့်ဆရာတို့ရဲ့ daily practice တွေကိုအဆင်ပြေချုံးမွေနိုင်စေပါတယ်ရှင်ကူးလက်မှာဆိုရင်လည်း water level ကိုအဆင့်50အထိလိုသလိုချိန်ညှိနိုင်ပါတယ်ဒါအပြင် motor run နေတဲ့အခါမှာလည်းစက်တန်ရန်ကိုညံ့ညောတာကြောင့်ဆရာတို့ရဲ့ treatment တိုင်းကိုအနှောက်အယှက်မဖြစ်စေပါဘူးရှင်။ hand piece တုံခါမှုကလည်း vibration အရန်နေတာကြောင့်မို့လို့ဆရာတို့ရဲ့ hand control မှာတက်တောင့်တက်တာရှိစေပါတယ်ရှင်။ဒါကြောင့်မို့လို့ Korea made ကိုလည်းသုံးကျင်တယ် quality ကလည်းကောင်းရမယ် official warranty လည်းပါဝင်ပြီး budget safe ဖြစ်ဆုံး implant motor လေးရှာနေတဲ့ဆရာတို့အတွက်ကတော့ micro နဲ့ implant motor လေးကအသင့်တော်ဆုံးပါရှင်။